ဘယ်နေရာမှာပဲနေနေစိတ်ကောင်းမွေးပြီးတော့နေပါဘယ်သူနဲ့ပဲပေါင်းကိုချင်းစာစိမ်နဲ့ပေါင်းပါဘာလို့ပဲလို့စေတနာထားပြီးတော့လုပ်ပါတနေ့မှရောင်မြန်ဟပ်ပါလိမ့်မယ်လူတွေချစ်ဖို့အတွက်မေတ္တာနဲ့နေရတယ်ကံနေချစ်ဖို့အတွက်ကြတော့ကုသိုလ်နဲ့နေရတယ်လူမုန်းကံမုန်းရင်တော့ဘဝတော့တုံးတာပေါ့မေတ္တာပဲဖြစ်ဖြစ်စေတနာပဲဖြစ်ဖြစ်လူရာထက်ပို့ပြီးတော့ပေးမိသွားတဲ့အခါမှာကိုယ့်ဘက်ကိုပြန်ကြည့်ဖို့လည်းသတိမရတော့ဘူးတမိုးထားရကောင်မှမသိတော့သလိုဘယ်နေရာမှာမဆိုတာမန်ထက်ပို့သွားရင်နာကျင်ရတဲ့လေအသိဘလောက်ကြီးအရသာရှိမှတမိုးရှိတာစာဘလောက်တက်ပညာရှိမှတမိုးရှိတာလူဘလောက်ကြီးအသိတရားရှိနေမှတမိုးရှိတာပါရှင်အမှန်တော့ဘဝဆိုတာကလဲကြရင်ပြန်ထပြီးတော့လူတယောက်ကိုပြုံးပြနိုင်အောင်လို့စူးစမ်းလိုက်ပါလောကရမြင်းပြိုင်ကြားမှာမင်းနိုင်မှုဆိုရင်တော့ဘာပဲဖြစ်ဖြစ်အားတင်ထားပေးပါဟုတ်ကဲ့ပါအခုလိုစိတ်ခွန်အားရရရှိဖို့အတွက်ဆိုရင်တော့ကျမတို့ရဲ့ Monday Power Page လေးကိုလည်း Like and Share လေးလုပ်ထားပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်